ချစ်တော်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။နုနုနယ် Audio Book Channel ကနေပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်။နောက်ဆက်သူပရိသတ်တွေအတွက်စိတ်ဝင်စားစရာဖြစ်ရမယ့်ဇာတ်လမ်းလေးတွေကိုတင်ဆက်ပေးတဲ့ကျမတို့ရဲ့ Channel ကနေဒီကနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့လူမိုက်ကြီးချစ်ပွေဖြစ်ရမယ့်ဇာတ်လမ်းလေးကိုတင်ဆက်ပေးပါဖြစ်ပါရရှင်။ဇာတ်လမ်းလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လုပ်ပေးပြီးတော့ဘေးက Notification လေးကိုနှိပ်ပေးတော့ဖို့တောင်းဆိုချင်ပါရှင်။ဟုတ်ကဲ့ပါချစ်ရတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုအခုပဲစတင်လိုက်ပါပြီကျွန်တော်ဟာတို့ကိုကိစ္စတစ်ခုနဲ့တွားရောက်ခဲ့ပူတယ်အဲ့ဒီနေရာမှာကျွန်ုပ်ရဲ့တငယ်ချင်းဖြစ်သူလည်းရှိတာကြောင့်သူ့ရဲ့အိမ်ကိုခဏတာဝင်ရောက်လဲပဲခဲ့တယ်မင်းလာကနေတို့ကိုရောက်ရှိတဲ့အချိန်ဟာမနက်၈ နာရီကျော်ခန့်ပဲရှိရဲ့တငယ်ချင်းဖြစ်သူကလည်းဝမ်းမြောက်ဝမ်းသာကြိုဆိုတယ်လူလီသေးမရှိကော်ဖီနဲ့မုန့်တွေကိုအဲ့ခံကျွေးပေးပြီးအဲဝဲပြူရှာတယ်။ကျွန်တော်ကလည်းတငယ်ချင်းဖြစ်သူနဲ့စကားစမယ်ပြောနေတဲ့အချိန်သူ့ရဲ့အိမ်ကအသက်50ရွယ်ဦးလေးကြီး2ဦးကအရင်နေ့ကရွာထဲမှာရံဖြစ်တဲ့အကြောင်းကိုပြောဆိုညင်းခုန်နေအောင်အမတ်တမဲ့ကြားလိုက်မိရဲ့။ကျွန်တော်ကလည်းသူတို့2ဦးရဲ့စကားထဲမှာဒီကောင်လေးတွေမိုက်တယ်ဆိုတာချစ်ပွေးကြီးကိုမမိသေးပါဘူးကွာဆိုတဲ့စကားကြောင့်ဂျစ်ပွေးရဲ့အကြောင်းကိုသိချင်စိတ်ပြင်းပြသွားတယ်။ဒါကြောင့်ဂျစ်ပွေးဆိုတဲ့လူမိုက်ကြီးကြောင့်တငယ်ချင်းဖြစ်သူကိုမေးမြန်းကြည့်တော့မှတငယ်ချင်းဖြစ်သူကလူမိုက်ကြီးဂျစ်ပွေးရဲ့အကြောင်းကိုသူသိသလောက်ကိုပြောပြတယ်။အဲ့ဒီအကြောင်းရတော့ဟေ့ကအညာသားဒီဝိုင်းကိုထရည်တမျိုးနဲ့ကြက်ကြော်တစ်ပတ်ကန်ချပေးစမ်းတောင်လေးရွာနောက်ဘက်ထန်းတော်ထဲမှာမူရစ်တောင်းကျန်းနေဖိုးဆန်ရွာသားငလာရဲ့အတန်အော်ကြီးကြောင့်ထမင်းစားနေတဲ့ကိုညာသားလည်းပြပြတလဲချလိုက်ကထရီကတော့ရတယ်ကိုကြီးလားကြွက်ကြောကကုံသွားပြီဘာကွကြက်ကြောကုံပြီဟုတ်လားကြက်ကြောမရရင်မင်းတဲမှာရှိရဲ့ကြက်နီမောင်ရိုက်ပြီးကြော်ပေးစမ်းမလုပ်ပါနဲ့ကိုကြီးလားဟာကြက်နီမကြီးကဝင့်နေတာအကောင်လေးတွေတော့ပောက်ခါနေပြီကိုညာသားဖိုးဆန်ရွာသားလူပိုင်းကလာကိုတောင်းတောင်းပန်ပန်ပြောနေတယ်မရဘူးကွာမင်းကလာအကြောင်းသိတယ်နော်ဒါဆိုဒါပဲဟဲ့ကခွေးသားအညာသားဟေ့ကအညာသားငါဆရာပြောတဲ့အတိုင်းလုပ်ပေးလိုက်ဟေ့ကငလာရဲ့တပည့်ဆန်ဝင်းဟာတခင်အားရကြုံပါဝါပြီးကိုညာသားကိုမဲလိုက်ပြန်တယ်ဟုတ်ပဲကြည့်လို့နေပဲခုနေမြည်လိုက်ပါလားကိုကြီးလာရဲ့မနေ့မှကျွန်တော်လေကြော့ကိုတေချာလေးကြော်ပေးထားပါမယ်ဗျာမရဘူးဟဲ့ကမင်းဒီနေ့ကြက်ကြော်မပေးမင်းဆိုင်ရောကအကုန်ရိုက်ခွဲပြစ်မှာနော်မင်းငလာအကြောင်းသိပါတယ်တကယ်မရှိတော့လို့ပါကိုကြီးလာရဲ့ကျွန်တော်တောင်းမှတ်ပါတယ်ကိုညာသားရဲ့အတန်ကတွန်းရင်ဖြစ်နေကြားပါရဲ့ဆရာရဲ့ဒီကောင်းဆိုင်အောင်ဖြတ်ပစ်လိုက်မယ်အေးဖြတ်ပစ်ကွာအညာကနေလာပြီးဒီကောင်ကလူပါဝနေတာမင်းကြက်ကြောအလကားမစားဘူးဟဲ့ကဒီပါတွေ့လားပတ်စံအဟုတ်ရပါဘူးကိုကြီးလာရထရေရောင်းတဲ့ကိုညာသားရှစ်ကိုမတက်တောင်းပန်ပြောဆိုနေကြားရကွာဖြတ်ပစ်စမ်းခွေးမသားဆိုင်အောင်ဖိုးဆန်ရွာသားလူပိုင်းကလာရဲ့အမိတ်တန်ကြောင့်သူနဲ့တူပါလာတဲ့ဆန်ဝင်းဖိုးခွေတာကျော်တို့ကနီးစက်ရာဒုတ်တွေကိုပြေးပြီးကောက်ဖို့ထားလိုက်ကြတယ်။ဟေးကောင်တွေပြန်ထိုင်စမ်းမင်းတို့ကငါးရွာကိုလာပြီးမိုက်ကြီးခွဲနေရလား။ရုတ်တရက်ကျဲလောက်စွာထွက်ပေါ်လာတဲ့အတန်ကြောင့်လူမိုင်းကလာအတန်ကြားရစီကိုလဲကြည့်လိုက်တယ်။ဟမ်ကိုကြီးချစ်ပွေဟေးကဆန်ဝင်းတို့ပြန်ထိုင်နေကြစမ်းမင်းပထွေးလာနေပြီလို့ငလာကဆန်ဝင်းတို့တီးတိုးစွာပြောလိုက်တယ်အဲ့ဒီကအတန်အားကရုံကင်ဖြစ်နေတဲ့သူကလူပိုင်းကလားမင်းတို့ချစ်ပွေးကြောင်သိရနော်တောင်လေးရွာလူပိုင်းကြီးချစ်ပွေးရဲ့လက်တန်းကြောင်လူပိုင်းကလားတို့လူစုနှစ်ထင်းရင်းတွေပူတက်သွားတယ်မင်းတို့ပြန်တော့ငါရှိမှကြကြနေမင်းတို့ငါတတ်မိလိုက်မယ်ဟုတ်ကျွန်တော်တို့ပြန်มาတော့မယ်အခုနနည်းမူးသွားလို့ပါကိုကြီးချစ်ပွေးစိတ်မဆိုးပါနဲ့အေးသွားတော့ခေါင်းလေးတွေငုပ်ပြီးငိုင်းဆိုင်နဲ့မပြေုံတပင်ချီလန်းတွေနဲ့ထွက်သွားတယ်ဖိုးဆန်ရွာရဲ့လူမိုင်းကလာတို့အုပ်စုကိုကြစ်ပွေးပြုံးအောင်ကြည့်နေတယ်။တပေါင်းလာရဲ့ညနေခင်းကအလွန်ပဲตาရလာပါနေကိုညာသားရဲ့ထန်းတော်ထဲမှာတော့လူမိုက်ကြီးကြစ်ပွေးနဲ့သူ့ရဲ့တငယ်ချင်းဖြစ်သူခွေးမဲတို့နှစ်ဦးသာညောင်သားရွာမှာရှိရဲ့ဖျားပွဲကိုသွားဖို့ပြောဆိုနေ။မောင်ပွေညောင်သားရွာရဲ့ဖျားပွဲကိုသွားကြမယ်ဟဲ့ကပွဲဟာ၄ရက်တောင်ကျင်းပါမှာတဲ့အဝါဒီဝိုင်းတွေရောပါတယ်။ခွေးမဲရဲ့စကားကိုနားထောင်နေတဲ့ကြစ်ပွေးကအဲ့ဒါဆိုအခုညသွားကြမယ်လေအေးသွားမယ်အိမ်ပြန်ပြီးပတ်စံနဲ့တမြောက်ပြန်ယူလိုက်အောင်မယ်အဲ့လိုခွေးမဲကပြောဆိုပြီးထားထွက်သွားတယ်နိုင်ဝဲခန့်ကြမှာခွေးမဲတယောက်လွယ်အိတ်တစ်လုံးလွယ်ပြီး
ဂျစ်ပွေးရှိအောင်ပြန်ရောက်လာတယ်။သွားမယ်မောင်ပွေ။အေးလက်ကျန်ဖြတ်လိုက်အောင်မယ်။ဒီလိုနဲ့ဂျစ်ပွေးတို့နှစ်ယောက်သားလေကစင်းရိုးတွေကိုနင်းလျှောက်ပြီးညောင်သားရွာစီကိုခြေလန်းတွေကိုဦးထိလိုက်တယ်။သူတို့နှစ်ဦးသားညောင်သားရွာဖျားပွဲကိုရောက်တဲ့အခါည9 နာရီတောင်ရှိနေပြီ။ဂျစ်ပွေးနဲ့ခွေးမွဲတို့လည်းကြဲရီဆိုင်ဝင်းကျွင်းကိုဝင်ပြီးအရက်ဖြူတစ်လုံးပါပြီးခွက်ပုံးတောက်ပြီးတော့အချိန်ပြုံးနေတယ်။ကဲခွေးမဲတောက်လူလဲပြီးပြီ။ငါတို့ဂျင်ဝိုင်းဘက်ကိုသွားကြမယ်။အေးသွားကြမယ်လေ။ခွေးမဲတယောက်တော့ပဲအချိန်တန်နေချေဂျစ်ပွေးတို့နှစ်ဦးလည်းပွဲခင်းအတွင်းမှာတော့ပွဲကြည့်လာတဲ့လူတွေတော်ပဲရောက်ရှိနေပြီ။တိုးဝိလျက်ရှိနေ။ဟေ့ကောင်ခွေးမဲဖြည်းဖြည်းလျှောက်ပါကွ။နေမှုနေပြီလား။ဈေးတယ်ကိုဝင်တိုးမိနေမယ်။အေးစေးပါဂျစ်ပွေးဟာငါမမူးသေးပါဘူးဟာ။ခွေးမဲလည်းဂျစ်ပွေးကိုမပူးသေးကြောင်းညင်းဆိုပြီးပွဲစီတန်းတဲ့ကိုတိုးဝေဝင်ရောက်တယ်ရဲ့ဟေ့ကောင်ငလာဟိုမှာဂျစ်ပွေးမှတ်လားဖိုးဆန်ရွာရဲ့လူမိုင်းကလာနဲ့ညောင်သားရွာလူမိုင်းလှဝင်းသေးတို့ဟာပွဲစီတန်းတဲ့ကဂျစ်ပွေးကိုလမ်းမြင်လိုက်တယ်ဟုတ်တယ်ငတ်သေးဂျစ်ပွေးကြီးဟာအေးဒိုးနေတဲ့ရောက်နေတာဂျစ်ပွေးကြီးမကားလို့ဂျစ်ပွေးကြီးအဖေဖြစ်ဝိုင်းကြမယ်ဖြစ်ပါမလားငလာရဲ့တန်အားတုံးရင်းနေတယ်ဖြစ်ပါတယ်မင်းသားနောက်ကလိုက်ခဲ့ငါကောင်နေနဲ့ငါကြည့်ရှင်းမယ်ညောင်သားရွာလူမိုင်းသေးဝဲလဲသူရဲ့မိုက်ကုံကိုထပ်တင်ဖို့ဒုနယ်တကြောနေပဲကြီးနေတဲ့ဂျစ်ပွေးကိုတတ်ဖို့ကြံစီနေတာဖြစ်တယ်။ဖိုးဆန်ရွာရဲ့လူပိုင်းကလာကလည်းဟိုတကအညာသားထန်းတော်တွေမှာသူနဲ့သူ့ရဲ့တပည့်နှစ်ယောက်ကိုဂျစ်ပွေးကနေရင်ရိုက်ခဲ့တာကိုတတိယသွားပြီးအန်ကိုကြိတ်တယ်။အေးချမယ်ကွာဂျစ်ပွေးအခုညမဂျစ်ပွေးနိုင်အောင်အပြတ်ချမယ်။အေးအဲ့လိုစိတ်တက်ကိုကြိုက်တာလာကွာငါတပည့်တွေခေါ်လိုက်အောင်မယ်။ပြောဆိုညောင်သားရွာလူပိုင်းကတည်းကသူ့ရဲ့တပည့်တွေရှိရာကိုသွားပြီးတစုံတစ်ခုကိုတီတိုပြောဆိုနေခဏကြာတဲ့အခါလူမိုက်ငထင်းနဲ့သူ့ရဲ့တပည့်နှစ်ယောက်ဟာငှက်ကြီးတောင်ဓားရှည်ကိုပစိုးနဲ့ရစ်ပတ်ပြီးတဲဆောင်ပြီးငလထံကိုပြန်လာတယ်။သွားမယ်ငလမင်းမအတူပါသေးလား။ငထင်းရဲ့မင်းကိုငလကောင်းညစ်ပြီးသူ့ရဲ့ခါကြမှာထိုးထားတဲ့ဓမြကိုလှစ်ပြလိုက်တယ်။ဂျစ်ပွေးနဲ့ခွေးပဲကတော့ကျင်ဝိုင်းတဝိုင်းတွင်းကိုဝင်ရောက်ပြီးကျင်လောင်းနေတယ်။ဂျစ်ပွေးတို့ကိုလက်စဖြောက်ဖို့လာတဲ့လူမိုင်းငလာတို့အုပ်စုကလည်းဂျစ်ပွေးတို့ရှိတဲ့ကျင်ဝိုင်းတွင်းကိုဝင်ရောက်လာကြတယ်။ကဲထိုးထားကြနော်ပေါက်ကောင်ဖွင့်တော့မယ်ကျင်ဝိုင်းရဲ့ဓာတ်ဖြစ်သူကကျင်သီးကိုလှဲလိုက်တယ်ရုံးခွက်နဲ့ကျင်သီးကိုအုပ်လိုက်တယ်ထိုးသားတွေကိုငွေထိုးဖို့စော်အော်နေရှောပဲကွာထိုးလိုက်ခွေးမဲကျစ်ပွေးရဲ့ပြောစကားကြောင့်ခွေးမဲလဲငရှိပုံရှိရာအကွက်ထဲကိုပတ်စံကိုပြစ်ထဲလိုက်တယ်ကဲလက်ဆောင်တော့ပေါက်ကောင်ဖွင့်မယ်ကျင်သီးကိုအုပ်ထားတဲ့ရုံးခွက်ကလေးကိုဖွင့်ဖို့တခြားထိုးသားတို့ကလက်လန်းလိုက်တဲ့ချိန်ခွေးမဲကိုငလာတို့လူစုတွေကတစုံတယောက်ကတွန်းလဲလိုက်တာဖြစ်တယ်။ဟေ့ကငလာဘာလုပ်တာလဲမင်း။ဂျစ်ပွေးရဲ့အတန်အောကြီးကကျင်ဝိုင်းထဲကအတန်တွေကိုဖုံအုပ်သွားတယ်။မတော်ရစားထီအားမင်းကဘာဖြစ်လို့လဲဂျစ်ပွေးဒါငါပိုင်နော်။ညောင်သားရလူပိုက်ဒေဝင်းကဂျစ်ပွေးကိုစူးစိုက်ပြီးကြည်လိုက်ကသူ့ရဲ့နေရာကိုလာပြီးမကျဲဖို့ပြောဆိုနေ။မင်းပိုင်မကားလို့မင်းဖေပိုင်ဖြစ်နေလေ။ဂျစ်ပွေးကဂီယူမဆိုင်ဘူးနော်ဟေ့က။ရုတ်တရက်တဲမှလာတဲ့ခြေနေတွေကြောင့်တခြားကျင်လောင်းတဲ့သူတွေဟာဂျစ်ပွေးတို့ရှိတဲ့နေရာတခြားဝိုင်းနေစီကိုရှောင်ထွက်သွားကြတယ်။ဆက်စုလိုတဲ့လူ2ဦး3ဦးပဲဂျစ်ပွေးနဲ့ငလာတို့ရဲ့အခြေအနေတွေကိုဆက်လက်ကြည့်ရှုနေကြတယ်။ဂျစ်ပွေးရဲ့ဘက်မှာမူးနေတဲ့ခွေးမဲတူပဲရှိပြီးငလာနဲ့ထေဝဲဘက်မှာတော့ဓားရှိကိုစီကင်ထားတဲ့သူတို့ရဲ့တပည့်3ဦးရှိရဲ့။အေးဂယူမဆိုင်တဲ့ကောင်ဂယူဆိုင်တဲ့အောင်လောက်ပေးရသေးရပေါ့ကွာ။ပြောဆိုထေဝဲဟာခါတပြောင်ကိုထုတ်ကကင်လိုက်တယ်။ဂျစ်ပွေးကလည်းလွယ်အိတ်ထဲကဓားကိုထုတ်ပြီးကင်လိုက်ပြီးခွေးမဲကိုနောက်ကိုတွန်းပို့လိုက်တယ်။လာကြစမ်းမင်းတို့တွေကတေရတဲ့ကောင်ဂျစ်ပွေးကမဆိုင်တဲ့သူနားကိုမကန့်ကြနဲ့။စိန်ကောစကားဆူလိုက်တဲ့ဂျစ်ပွေးထံကိုခုနတက်မဲ့ဖြတ်ပဲလုံနေတဲ့ထေဝင်းနဲ့ငလာတို့ဘသူမှမကက်ရဲကြအောင်အချိန်ခဏကြာမှရုတ်တဲ့ထေဝင်းကငလာကိုဂျစ်ပွေးရှိရာကိုတွန်းပို့လိုက်တယ်။သူ့ရဲ့တပည့်3ဦးကိုမျက်စာပြပြလိုက်တယ်။ဂျစ်ပွေးလည်းသူ့စီကိုဝင်လာတဲ့ငလာကိုဓားနဲ့ထိုးလိုက်ပြီးနောက်ထပ်ပြေးဝင်လာတဲ့တရှိကင်ထားတဲ့လူတယောက်ကိုလူချင်းပူကတ်ထားလိုက်တယ်။ပြီးတော့ဓာတ်နဲ့စင်ကနှစ်ချက်ထိုးပြီးအဲ့လူကိုတခြားသူ2ဦးရှိရာကိုတွန်းထုတ်လိုက်တယ်။ပထမဆုံးဓာတ်ထိုးခံရတဲ့သူငလာသူ့ရိုင်ထဲမှာအသက်ငင်းနေပြီ။ဒုတိယအထိုးခံရတဲ့သူဟာသူ့ရဲ့ဘိုက်ကိုလက်နဲ့အုပ်ပြီးဂျစ်ပွေးကိုကြောက်တောင်ရက်ကြည့်နေ။ကျန်တဲ့ဦးဟာဂျစ်ပွေးထံကိုမဝင်ရဲသေးပဲအချိန်လေးကိုရက်ကြည့်နေ။ဟေ့ကောင်ထဲဝဲလာလေကွာ။ဘာလဲသွေးကြောင်နေရလား။ထေဝင်းဟာသွေးတွေစီးကြနေတဲ့ဓမြအောင်ကိုင်းပြီးသူ့ကိုစိန်ခေါ်နေတဲ့ဂျစ်ပွေးထံကိုမဝင်ရဲဘူး။မင်းမလာရင်ငါလာတတ်မှာနော်ဟေ့ကပြောဆိုဂျစ်ပွေးကညောင်သားလူမိုက်ထေဝင်းရှိအောင်ပြေးဝင်သွားလိုက်တယ်။အဲ့ဒီချိန်မှာထေဝင်းရဲ့တပည့်ဓားကိုင်လူမိုက်2ဦးဟာကြောက်ကြည့်နေဟာ
အသိပြန်ဝင်လာပြီးချစ်ပွေးရဲ့ကြောပြင်ကိုဓာတ်နဲ့ပိုင်းချလိုက်တယ်။ချစ်ပွေးလည်းတစ်ချက်ပဲညှိညူပြီးတွန့်သွားတယ်။ထေးဝင်းရှိရာကိုခေါ်ဝင်ပြီးညရိုးကြားကိုဓမြောက်ကိုတစုံထိုးသွင်းလိုက်တယ်။မဆိုင်တဲ့ကမကက်နဲ့ချစ်ပွေးကအကုန်မသားဖြစ်ကုန်ပဲ။ထေးဝင်းကိုဓာတ်နဲ့ထိုးထားပြီးအော်ဟစ်လိုက်တဲ့ချစ်ပွေးရဲ့အတန်ဟာပွဲကင်းတစ်ခုလုံးကိုဖုံးလွှမ်းသွားတယ်လို့တော့ထင်ရတယ်။အဲ့ဒီကြောင်းရတွေကိုပြောပြနေတဲ့စာရေးသူရဲ့တငယ်ချင်းဟာမောသောဟန်နဲ့ပြောလက်စာစကားကိုခဏရပ်လိုက်တယ်။စာရေးသူလည်းသိချင်စောတဲ့အဲ့ဒါဆိုဦးချစ်ပွေကဓာတ်နဲ့ခုတ်ခင်ရလို့တိတ်သွားပြီဘောလို့ပေးလိုက်တယ်။အဲ့ဒီချိန်မှာဘုန်းကြီးကျောင်းသားလေးတယောက်ရဲ့စွန်းတော်ပြိုးဆိုတဲ့နိဗ္ဗာန်စောအော်တန်လေးကိုကြားလိုက်ရတယ်။ကျွန်ုပ်ရဲ့တငယ်ချင်းကရုတ်တရက်ထားလိုက်ကကျွန်ုပ်ကိုမင်းဦးချစ်ပွေကိုကြည့်မလား။ဦးချစ်ပွေမသေးသေးဘူးလို့ပြောလိုက်တယ်။ကျွန်ုပ်လည်းအံ့ဩသွားပြီအေးကြည့်မယ်။ငါ့ကိုတော့မနှောင်းနဲ့နော်လို့ပြန်ပြောလိုက်တယ်။တငယ်ချင်းဖြစ်သူကကျွန်ုပ်ကိုခေါ်ပြီးသူ့ရဲ့အိမ်ချန်ဝါကိုထွက်လိုက်ကစိုးခံကြွားချီလာတဲ့တက်တော်90အရွယ်ခန့်ဘုံတော်ကြီးတူကိုလက်ညှိုးထိုးပြတယ်။အဲ့ဒါမင်းကိုငါပြောပြတဲ့လူပိုင်ကြီးဦးချစ်ပွေးဆိုတာပဲ။အခုတော့လူဝစ်ကိုစွန့်ပြီးတာနာပေါင်ထဲကိုဝင်တာငါတသက်ရှိပြီလို့ငါဖေကပြောပြလို့ငါလည်းသိရတာပဲလို့တငယ်ချင်းဖြစ်သူကကျွန်တော်ကိုရှင်းပြတယ်။ကျွန်တော်ကလည်းတင်းငိမ့်စွာရှောက်လန်းပြီးစိုးခံကြွားလာတဲ့တစ်ချိန်ကလူပိုင်ကြီးဦးချစ်ပွေးခေါ်ဦးပညာနာလက်အုပ်ချပြီးရန်ငေးကြည့်နေပြီးပါတော့တယ်။လူပိုင်ကြီးဦးချစ်ပွေကငလထေးဝင်းနဲ့ထေးဝင်းရဲ့တပည့်တို့ကိုတတ်မှုနဲ့တာယာဝတီအကျဉ်းထောင်မှာထောင်ဒဏ်10နှစ်ကြာခံခဲ့ရတယ်။အဲ့ဒီချိန်ကတရားဥပဒေစိုးမိုးရေးရော်နေနေတဲ့ချိန်ဖြစ်လို့ထောင်ထဲမှာနေပြီးပြစ်ကြွေးတွေကိုချွေးနဲ့ဆက်ပြီး9နှစ်ကြာမှပြန်လည်လွတ်မြောက်လာခဲ့တယ်။မင်းတို့ဘိုက်တာချစ်ပွေးလောက်မဘိုက်ပါဘူးလို့အခုချိန်ဒီတွန်းနယ်တကြောမှာလူကြီးတွေရဲ့နှုတ်ဖြာပြောဆိုလျက်ရှိနေပါတယ်။ဇလန်းလေးဟာဒီပါရင်ပြီးဆုံးသွားပါပြီ။နားဆင်ပေးတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းဘလို့ဇလန်းကောင်းလေးတင်ဆက်ပေးသွားမလဲဆိုတာစောင့်မျှော်ရင်နားဆင်ပေးပါအောင်ရှင်။